အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အိမ်မှာအနက်မွေ့မွေ့လေးနဲ့အရန်စားလို့ကောင်းတဲ့ငါးခဲဘက်ကင်လေးလှုပ်စားဖြစ်တာနဲ့လုံနီးလေးလာမျှဝေပေးတာဖြစ်ပါတယ်ငါးကင်လေးတွေကိုမှအမွှေးကြိုင်စုံလေးနဲ့တေချာလေးကင်ထားတော့တရယူချင်းစရာအနက်လေးနဲ့အရန်ကိုစားလို့ကောင်းနေရောပါပဲရှင်လုံနီးလေးကလည်းလွယ်တဲ့အတွက်ဗီဒီယိုလေးကိုပိုးနဲ့တူတူလိုက်ကြည့်ပေးပါအောင်နော်ပိုးကကကရငါးကိုပဲသုံးထားပါတယ်ရှင်ငါးကိုရေးစေးအကြီးကွန်ချိုပြီးဘိုက်ခွဲတန့်စင်ထားပါတယ်ငါးကင်တဲ့အခါမှာအရသာဝင်အောင်လို့ဓားလေးနဲ့ခက်နက်နက်လေးမွန်းထားလိုက်ပါမယ်ပြီးရင်တော့ရေချအောင်လို့တေချာလေးတုပ်ထားလိုက်ပါမယ်ရှင်ဒါကတော့ငါးပိုက်တွေထည့်ဖို့အတွက်အမွှေးကြိုင်လေးတွေပါဇဗလင်ရှမ်းနက်နက်ပင်စိန်ကြက်သွန်ဖြူနဲ့ငြူတီစိန်တို့ထည့်ထားပါတယ်ရှင်အားလုံးကိုရောကြိတ်မှာဆိုတော့ကြက်ရလွယ်အောင်လို့ရှမ်းနက်နက်နဲ့ဇဗလင်ကိုခက်သေးသေးလေးတွေလှီးထားလိုက်ပါမယ်ပြီးရင်တော့ကြိတ်ဆက်ထဲကိုအားလုံးထည့်ကြိတ်လိုက်ပါမယ်ညက်ပြီဆိုရင်ပကံတစ်ခုတည်းကိုခတ်ထုတ်လိုက်ပါမယ်ရှင်ငါးကင်ကိုအရသာနှက်ဖို့အတွက်ကတော့ဇပလင်ကြက်သွန်ဖြူဂျင်းငြူသီးအမဲ့နဲ့တံမြာတီးတို့ပဲလိုအပ်ပါတယ်ရှင်အားလုံးကိုကြိတ်ဆက်တဲ့ထည့်ကြည့်လိုက်ပါမယ်နော်အချင်းရတာအတွက်တံမြာတီးလေးလည်းတစ်ခါလေးညှစ်ထည့်လိုက်ပါမယ်အရသာအတွက်စားကြက်သားမုန့်နဲ့အယောင်တင်မုန့်လေးအနှဲငယ်ထည့်ပါမယ်ပြီးရင်တော့ညအောင်ကြိတ်ထားလိုက်မယ်နော်ခုဆိုရင်ငါးပိုက်တဲ့အစာသွတ်ဖို့အတွက်ရောငါးကိုအရသာဝင်အောင်နှက်ဖို့အတွက်ရောအစင်းနှင်းဖြစ်နေပါပြီရှင်ငါးပိုက်တဲကိုအမွှေးကြိုင်ကြိတ်ထားတာလေးအရင်သွတ်ထည့်လိုက်မယ်နော်ပြီးရင်တော့အပြင်ကနေအရသာဝင်အောင်ငြူတီးကြိတ်ထားတာလေးနဲ့နေထားလိုက်ပါမယ်ဓာတ်နဲ့မွန်ထားတဲ့အတွင်းပိုင်းနဲ့ဒီအရသာဝင်အောင်လှုပ်ထားလိုက်မယ်နော်ဒါဆိုရင်တော့ငါးကင်မှုအတွက်အစင်းနှင်းဖြစ်ပါပြီရှင်ငါးမထည့်ခင်မှာခဲဘက်ကိုအရင်စီးတုပ်ထားလိုက်ပါမယ်ပြီးတော့မှငါးထည့်ပြီးငါးအပေါ်ကနေလဲစီပြန်တုပ်လိုက်မယ်နော်စီးတုပ်ပြီးပြီဆိုရင်ခဲဘက်လေးနဲ့ထုတ်ပြီးအာဗန်နဲ့กินလိုက်ပါမယ်ရှင်မกินခင်မှာအကင်ဆက်ကို200ဒီဂရီဆယ်စီယပ်စ်နဲ့7မိနစ်အရင်ဖွင့်ထားလိုက်ပါမယ်ပြီးရင်တော့200ဒီဂရီဆယ်စီယပ်စ်နဲ့အပေါ်မီအောင်မီထားပြီး15မိနစ်กินလိုက်ပါမယ်ရှင်15မိနစ်ပြည့်ပြီဆိုရင်အပေါ်အောက်လှန်ပြီးတော့ခဲဘက်ကိုဖွင့်ပြီးနောက်ထပ်15မိနစ်ဆက်กินလိုက်ပါမယ်ခဲဘက်ဖွင့်ပြီးกินတာကအကင်အနက်လေးကိုပိုထွက်စေတာမို့လို့ကျန်တဲ့15မိနစ်ကိုတော့ဖွင့်ပြီးပဲกินထားလိုက်ပါရရှင်ကဲခုဆိုရင်လုံးရတာလွယ်ပြီးတော့အရန်ကိုမွေးကြိုင်ပြီးစားလို့ကောင်းတဲ့ငါးခဲဘက်ကင်လေးရပါပြီရှင်ငါးကင်ကိုပိုးလိုမျိုးအာဗန်မသုံးပဲမိဖို့နဲ့กินမယ်ဆိုရင်လည်းရပါတယ်နော်တကယ်လို့ကင်နီကြီးနဲ့ငါး6နေပြီဆိုရင်စီလေးနဲ့တုပ်ပြီးစက်ကင်လို့ရပါတယ်ရှင်ငါးကင်လေးလည်းရပြီဆိုတော့သူနဲ့တွဲစားဖို့မကြီးချင်လေးလည်းဖြော်ကြမယ်နော်ရင်နှွေးနဲ့ဖြော်ထားတဲ့မကြီးရည်လေးထည့်လိုက်ပါမယ်ထညက်ကြိုထားတာလေးလည်းထည့်လိုက်ပါမယ်ရှင်ချိုးချင်းအရသာကိုတော့ကိုယ်စိတ်ကြိုက်ထည့်လို့ရပါတယ်နော်ပြီးရင်တော့ကင်းမွန်ငံပြားရည်ငရုတ်သီးအမဲကြက်သွန်ဖြူနဲ့နနမင်းတို့ထည့်လိုက်ပါမယ်ဒါ
ဒါဆိုရင်တော့ငါးကင်လေးနဲ့တွဲစားဖို့အတွက်မကြီး sauce လေးလည်းရသွားပါပြီရှင်ဒီငါးကင်လေးကအရသာတွေအသားထဲထိစိတ်ဝင်နေအောင်ကင်ထားတာမို့လို့အရသာကတော့အကောင်းဆုံးပါပဲနော်ငါးသားနုနုညံ့ညံ့လေးကိုမကြီးချင်လေးတဲ့နှစ်ပြီးစားရတာကလည်းလိုက်ဖက်နေရောပါပဲရှင်နှစ်သက်ကူလည်းနီးပြီဆိုတော့ဒီလိုငါးကင်လေးကင်စားရင်မိသားစုနဲ့တူတူဖြတ်တန်းကြပါအောင်နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ခုလိုမျိုးဟင်းချက်နီးလေးတွေရောမုတ်လုံနီးလေးတွေပါအမြဲတင်ပေးသားမှာဖြစ်လို့ပို့ရ channel လေးကိုလည်း subscribe လုပ်ပေးသားပါအောင်နော်အားလုံးပဲနောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ရှင်